မြန်မာနိုင်ငံဟာအင်္ဂလိပ်ပရီးမီးယားလိဂ်ကိုအားပေးကြတဲ့ပရိသတ်တွေများပြားတာကြောင့်နိုင်ငံအသင်းဆိုရင်လည်းအင်္ဂလန်ပရိသတ်တွေများပြားပါတယ်။ဒါပေမဲ့အင်္ဂလန်ကတော့1966နောက်ပိုင်းအသင်းလိုက်အောင်မြင်မှုမှာဘာဖလားမှမရခဲ့တာကြားခဲ့ပါပြီ။အင်္ဂလန်ကအနည်းဆက်ဆုံးအနေနဲ့ယူရိုမှာဖိုင်နယ်ကို2ကြိမ်ဆက်ရောက်လိုက်တာပဲရှိပြီးကမ္ဘာဖလားမှာတော့မျက်နှာပန်းမလှဖြစ်နေရပါတယ်။အင်္ဂလန်က2026ကမ္ဘာဖလားအတွက်ရည်မှန်းပြီးနီးပြသောမတ်ဒူချဲကိုအသစ်ခန့်ထားပါတယ်။ဒူချဲလက်ထက်မှာအင်္ဂလန်သင်းကလည်းစနစ်တကျနဲ့တိုးတက်လာနေတာမို့ပရိသတ်တွေအတွက်ကမ္ဘာဖလားကရင်ခုန်စရာဖြစ်လာခဲ့ပါတယ်။ဒီတစ်ပတ်တောက်ကြနေ့မှာကမ္ဘာဖလားမဲခွဲပွဲကိုကျင်းပပြုလုပ်ခဲ့ပြီးအသင်းတိုင်းကသူတို့ဖြတ်သန်းရမယ့်ခီးလန်းကြောင်းကိုသိလိုက်ကြရပါပြီ။အင်္ဂလန်ကတော့အုပ်စု L မှာကြားရောက်နေပြီးခရိုအေးရှား၊ဂါနာ၊ပနားမားတို့နဲ့တအုပ်စုတည်းဖြစ်နေပါတယ်။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။အင်္ဂလန်ကဒီအသင်းတွေနဲ့အတိတ်ရာဇဝင်လေးတွေလည်းရှိခဲ့ဘူးပါတယ်။2018ကမ္ဘာဖလားမှာအင်္ဂလန်ကပနားမားနဲ့ရေးဆိုင်ခဲ့ဘူးသလိုခရိုအေးရှားနဲ့ဆီမီဖိုင်နယ်မှာလည်းတွေ့ဆုံခဲ့ဘူးပါတယ်။ဂါနာနဲ့ကတော့2011ခုနှစ်မှာချစ်ကြည်ရေးပွဲပဲကစားခဲ့ဘူးတာပါ။အင်္ဂလန်ကခြေစစ်ပွဲမှာ10ပွဲကစား10ပွဲနိုင်24မှတ်အပြည့်ရရှိခဲ့တဲ့အပြင်သွင်းဂိုး22ဂိုးပေးကိုမရှိဆိုတဲ့ထူးချဲစွမ်းဆောင်ရည်ကိုလည်းပြသထားနိုင်ခဲ့ပါတယ်။လက်ရှိအင်္ဂလန်ဟာကမ္ဘာအကောင်းဆုံးကစားသမားအများအပြားနဲ့ဖွဲ့စည်းထားပြီးချန်ပီယံဖြစ်ဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။အင်္ဂလန်ရဲ့အုပ်စုကမျှတတဲ့အုပ်စုဖြစ်ပြီးခက်ခဲတဲ့ပွဲစဉ်တွေကိုရင်ဆိုင်ရမှာမို့အုပ်စုအဆင့်ကလေးကအင်္ဂလန်တို့အမှားယွင်းနေပါအောင်ထိန်းထားဖို့လိုအပ်ပါတယ်။အင်္ဂလန်ကအုပ်စုအဖွဲ့ပွဲစဉ်အနေနဲ့ဇွန်လ18ရက်နေ့မှာခရိုအေးရှား၊ဇွန်လ23ရက်နေ့မှာဂါနာ၊ဇွန်လ29ရက်နေ့မှာပနားမားတို့နဲ့ရှင်မြန်ကစားသွားရမှာဖြစ်ပါတယ်။အင်္ဂလန်တို့အတွက်2026ကအောင်ပွဲရမယ့်နှစ်ဖြစ်လာမလားဆိုတာနွေရာသီမှာဆက်လက်ရင်ကုန်ကြရပါမယ်။